တော်တော်များများလေဟော်ဒီကတန်အိုးပေါင်းဆိုင်ကိုဈေးကြီးမယ်အရန်ဈေးကြီးမယ်လို့ထင်ကြတယ်မဟုတ်ဘူးဒီဆိုင်ကိုသွားစားကြည့်လုံးဝကိုဈေးမကြီးဘူးနော်ဟော်ဒီကတန်အိုးပေါင်းကလေကြက်သားနဲ့ရမယ်စိတ်သားနဲ့ရမယ်ငန်းသားနဲ့ရမယ်နောက်ပြီးတော့ဆိုစိတ်နံရိုးအမဲနံရိုးဝက်နံရိုးပေါ့နော်ဝက်သားနဲ့လည်းရတယ်သူကအဲ့လိုမျိုးအိုတိုးဝယ်မယ်ဆိုရင်3000ခွဲလောက်ပဲရှိရဲ3000ခွဲကိုမှကိုကပေါ့နော်နောက်ထပ်ပေါ့ကိုလိုက်ချင်တဲ့ဟာလေးပေါ့နော်အသီးရွက်လေးထပ်ပြီးတော့လိုက်စားရဲပေါ့နော်ဥပမာရှင်းရဆိုရင်ကြက်မဲလေးထပ်ပြီးလိုက်တယ်အသီးရွက်လေးဆိုတဲ့တပွဲကို4500အနေစအော်ဒါလေးကိုအတာထားအောင်စိုက်နာမည်လေးကိုအရင်ပြောမယ်စိုက်နာမည်ကမန္တလေးအိုင်ယွန်ပေါ့ပဲဖြစ်ပါတယ်เนาะသူ့ရဲ့စိုက်လိပ်စာလေးကကြတော့65လမ်း103နဲ့104ကြားမန္တလေးမြို့မှာတည်ရှိတာပဲဖြစ်ပါတယ်เนาะဒီဆိုင်လေးရဲ့အကြောင်းကိုအရင်မိတ်ဆက်ပေးမယ်ဟောဒီကမန္တလေးအိုင်ယွန်ပေါ့မှာရောင်းတဲ့တန်အိုးပေါင်းဆိုတာကတော့တရုတ်ပြည်တုံးဝေမျိုးရဲ့ရိုးရာအစားအစာတစ်ခုပဲဖြစ်ပါတယ်เนาะဟောဒီကတန်အိုးပေါင်းကိုတရုတ်နိုင်ငံတုံးဝေမျိုးမှာဆိုရင်အဓိကပေါ့နော်မိသားစုတွေစုံတဲ့အချိန်မိသားစုတွေညစာစားတဲ့အချိန်ပေါ့နော်ဝိုင်းဖွဲ့ပြီးတော့စားတောက်လို့ရစားတောက်ကြတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်ကိုကစားမယ်ဆိုရင်လည်းတငယ်ချင်းတွေနဲ့အဖွဲလိုက်စားရင်ပို့ပြီးတော့စားမိန်ပြီးတော့အရသာရှိတဲ့အစားတောက်မျိုးပဲဖြစ်ပါတယ်နော်တော်တော်များများကဟောဒီကမန္တလေးအိုင်ယွန်ပေါ့ပေါ့နော်တရုတ်စာရေးတွေနဲ့ဆိုင်ရတခန်းတနားလောက်ထားတာဆိုတော့တော်တော်များများကဈေးကြီးပြီးတော့မဝင်ရဲကြအောင်ဒီနေ့မှရှင်းရပြပေးချင်တာကဒီဆိုင်ကလုံးဝဈေးမကြီးပါဘူးเนาะ9000လောက်သုံးလိုက်မယ်ဆိုရင်တော့မှတငယ်ချင်း3-4ယောက်လောက်တဝါကြီးအဝအပြေးစားလို့ရတဲ့ဆိုင်ထဲမှာပါပါတယ်เนาะအဲ့ဒီတော့9000ကို3-4ယောက်နဲ့ share လိုက်မယ်ဆိုရင်တယောက်ကိုဘယ်လောက်မှမကြတော့ပါဘူးရှက်အခုစားခဲ့တာဆိုရင်ကြက်သားရဲ့စိတ်သားရဲ့ရောပြီးတော့စားထားတဲ့တန်အိုးပေါင်းလေးပဲဖြစ်ပါတယ်เนาะအဲ့လိုမျိုးအသားနဲ့တစ်ခုခုမှမယ်ဆိုရင်3000ခွဲကနေစပြီးတော့ရှိတယ်ပေါ့เนาะကြက်သားနဲ့မှာလိုက်မယ်ဆိုရင်3000ခွဲကနေစပြီးရှိရဲအဲ့ဒါအောင်မှကိုကအရွက်ကလေးထည့်လိုက်မယ်ထည့်ပြီးတော့ဟောဒီကသူတို့ရဲ့ဂျုံရဲပြောင်းဘူးလေးရဲ့ထည့်ပြီးတော့မှာလိုက်တယ်ပေါ့နော်အလွန်ဆုံးကြလာ9000ပတ်ချာလေးလောက်ပေါ့အဲ့လိုမျိုး9000ပတ်ချာလေးလောက်တုံးလိုက်မယ်ဆိုရင်လူ3ယောက်သို့မဟုတ်4ယောက်လောက်ဘိုက်ကိုအဝအပြေးစားလို့ရပါတယ်เนาะတကယ်ကိုအာမခံပါတယ်တော်လေးကိုများလေးပါပါတယ်ဒီလိုမျိုးပိုရှင်နေအများကြီးပါပြီးဈေးသက်သာပါတယ်ဆိုသူက discount နဲ့ရှာပေးထားတယ်เนาะသူက73ရက်နေ့ကနေပြီးတော့73ရက်4လ2026ကနေပြီးတော့18ရက်4လ2026ထိကို5% discount ရှာပေးထားတဲ့အပြင်ကိုဒီဇိုင်းကိုလာစားလို့ပေါ့နော်သူတို့ရဲ့ TikTok ကို like and follow လုပ်ပေးရုံနဲ့တင်ကို follow လေးလုပ်ပေးရုံနဲ့တင်နောက်ထပ် 10% ထပ်လျှော့ပေးဦးမှာအဲ့ဒီတော့စုစုပေါင်းတိုးတဲ့15%နှုန်း discount ရမှာเนาะအဲ့ဒီတော့ဈေးနှုန်းကပို့ပြီးတော့တန်ပြီးရင်တန်သွားလေပဲเนาะတန်အိုးပေါင်းမှာတော့အဓိကပေါ့နော်သူ့ရဲ့ဒီ trademark icon ကြီးတစ်ခုကတော့ဟောဒီကဂျုံလေးတွေပေါ့နော်အဲ့ဒီကဟာတော့မဖြစ်မနေမှားပါမယ်အဲ့ဒီကဂျုံအသားလေးရဲ့သူ့ရဲ့ဒီကပေါ့နော်အနှစ်လေးရဲ့ကိုတို့ပြီးစားရတဲ့အရာသာတော်ကိုထူးခြားပြီးတော့ကောင်းမွန်ပါတယ်เนาะအဲ့ဒီကဟာဒီအဓိကပါပဲစားရတဲ့အရာသာလေးလည်းထူးထူးခြားခြားလေးပါပဲเนาะအဲ့ဒီကဂျုံဘက်လေးနဲ့အနှစ်လေးနဲ့တို့ပြီးစားရတဲ့အရာသာဟောသူ့ရဲ့အရာသာတစ်ခုပါပဲเนาะတငယ်ချင်းတွေနဲ့စားလေပိုတန်လေးပါပဲဒီလိုမျိုးအရာသာထူးထူးခြားခြားလေးကိုမစားဘူးဝတည်ရင်စားကြည့်ကြဖို့အတွက်ရှင်ရ recommend လုပ်ပေးချင်ပါတယ်เนาะအရသာကလည်းထူးခြားတဲ့အပြင်ကိုမွေးနေ့တွေပါဒီမှာလာလုံမယ်ဆိုရင်တော့မှသူကပေါ့နော် budget safe ဖြစ်နေမျက်နှာပန်းလှကျွေးလို့ရတယ်ပြီးတော့ဒီမဲ့က VIP room နေဆိုရင်လည်းချချက်မယူဘဲနဲ့သူကဒီ room ကို free သုံးဝင်ပေးတယ်ပေါ့နော်အနည်းဆုံးတော့လူ8ယောက်လောက်တော့ပါပါမယ်နော်ဒါအပြင်ကိုသူတို့စီမှာတခြားဟင်းပွဲတွေဖြစ်တဲ့အဓိကပေါ့နော်ရှောက်လုတ်ခန်းပစွန်ရဲ့နောက်ပြီးတော့ဖား60ကျော်လေးတွေရဲ့စွမ်းချရီရဲ့နောက်ပြီးတော့ပြီဆိုရင်ဒီကအမဲသားမာလာဟင်းရီလေးရဲ့ပေါ့နော်အဲ့ဒါလေးတွေကိုလည်းရှန်တွဲပြီးတော့မှာခဲ့ပါတယ်နော်ဒီမဲ့ဆိုရင်ဒီထဲမှာထည့်တဲ့အမဲသားဆိုရင်လည်းလေအသားလေးကနူးညံ့ဣဆက်ပြီးတော့သူ့ရဲ့အချင်းလေးနဲ့တို့စားလိုက်မယ်ဆိုရင်အရန်ကို match ဖြစ်ပါတယ်နော်ကဲအဲ့ဒီတော့ရှန်ရဲ့ဒီနေ့ vlog လေးကဒီလောက်ပါပဲเนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye